expression in English 10ခုအကြောင်းကိုပြောပြပေးပါမယ်ပြီးရင်ဓာတ်ပုံလေးလည်းရိုက်ပြီးတော့ပို့ပြမယ်နော်နောက်ဆက်တွဲ good for you မင်းတို့သိကောင်းတာပေါ့ဘယ်လိုမျိုးအချိန်တွေမှာပြောလို့ရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းတယောက်ကရာလူတူတာလာစာတိုးတာပေါ့နော် promotion တွေရသွားတဲ့အခါမှာ oh good for you မင်းတို့သိကောင်းတာပဲ keep me posted ပြန်တတိပေးအောင်နော်ထားပါတော့ခြေတို့ကတနေရာသွားမယ်တငယ်ချင်းအိုက်ကတစ်ခုခုမှားလိုက်တယ်ဆိုလို့ရှိရင် keep me posted ပြန်တတိပေးအောင်နော် remind လုပ်ခိုင်းတာနဲ့အတူတူပါပဲနောက်တစ်ခုက sleep on it ဖြည်းဖြည်းစဉ်းစားပါချက်ချင်းမဆုံးဖြတ်နဲ့အလောကြီးမဆုံးဖြတ်နဲ့အဲ့ဒါမျိုးပြောတာဖြစ်ပါတယ် keep me posted let it go ကတော့တည်တာဖြစ်တယ်လို့ထင်ပါတယ်ဖြစ်သွားပါစေအဆင်ပြေပါတယ်ပေါ့နော်အဲ့ဒါမျိုးပြောတဲ့အခါမှာသုံးမယ်ပြီးရင် take it easy စိတ်အေးထားပါအရင်ပူပန်တော့ကတွေရောက်မနေပါနဲ့ never say never ထားပါတော့ကိုယ်တငယ်ချင်းတယောက်ကငါတော့အလုပ်6တာ2ခုရှိပြီ3ခုရှိပြီခုချိန်တည်းမရဘူးငါတော့လုံးမရတော့နဲ့တူပါတယ်ဆိုလို့ရှိရင် never say never နောက်တစ်ခု count your blessing အခုနောက်လိုမျိုးတကယ်ချင်းကစိတ်ညစ်နေတဲ့အကြောင်းပေါ့နော်ဒါမျိုးတွေပြောတဲ့အခါမှာခြေတို့က count your blessing အနည်းဆုံးတော့ခြေတို့မှာနေစရာအိမ်ရှိတယ်စားစရာရှိတယ်ဝတ်စရာအဝတ်တွေရှိတယ်ပေါ့နော်ပြီးရင်ခြေတို့တွေတော်တော်များများမှာပိုင်ဆိုင်မှုတွေအများကြီးရှိကြပါတယ် count your blessing ကိုယ့်ရဲ့ blessing ကံကောင်းတဲ့အရာတွေကိုတွေးပါစဉ်းစားပါ no big deal ဒါလေးကကျတော့ဘယ်မှာတောင်းလို့ဆိုလို့ရှိရင်ဥမာကိုယ်မွေးနေ့မှာတငယ်ချင်းတွေဟေးမွေးနေ့မရောက်ခင်တော့ကျတော့နင်းတွန်းလာဘာတွေဝယ်ပေးမယ်ညာတွေဝယ်ပေးမယ်ပေါ့နော်ဆိုတဲ့အခါကျတော့ပြောထားတယ်တကယ်လည်းကျတော့တကယ်မွေးနေ့လည်းရောက်တငယ်ချင်းငါတရားစီလာလို့ငါဘာမှမပါခဲ့ဘူးပေါ့နော်ဆိုလို့ရှိရင် oh it's okay no big deal အဲ့လိုပြောလို့ရပါတယ်နောက်တစ်ခု stay in touch အဆက်အသွယ်မပြတ်ဘဲနဲ့နေကြမယ်ဒီတငယ်ချင်းကတခြားနိုင်ငံပြောင်းသွားတယ်ဒါမှမဟုတ်တခြားမြို့ကိုပြောင်းသွားတယ်ဟေးငါတို့အဆက်အသွယ်မပြတ်ရှိကြမယ်နော် stay in touch နောက်တစ်ခုကတော့ all is well စစရရအားလုံးအဆင်ပြေပါတယ် all is well အားလုံးအဆင်ပြေပါတယ်ဆိုတဲ့အချိန်မျိုးမှာပြောလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ် have a good day and good luck